ရှင်Messenger မှာ group ဖွဲ့ပြီးတော့တငယ်ချင်းတွေအများကြီးနဲ့ group ဖွဲ့ပြီးတော့ဖုန်းပြောလို့ရတဲ့ group ဖွဲ့နည်းလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ Messenger တွေကိုဝင်လိုက်ပါဝင်ပြီးတော့ပြီဆိုလို့ရှိရင်ကိုကဒီပုံမှာခဲတံလေးနဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာဖုန်းကတော့မျိုးစားချင်းမတူတာဖြစ်တဲ့အတွက်ကိုကခဲတံလေးမပါဘူးဆိုလို့ရှိရင်ဒီနေရာမှာတချို့ကအပေါင်းလေးပါပါလိမ့်မယ်အဲ့ဒီအပေါင်းလေးကိုနှိပ်ပါခဲတံပါတယ်ဆိုရင်တော့ခဲတံလေးကိုနှိပ်ပေါ့နော်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင် group ဖွဲ့မှာဖြစ်တဲ့အတွက်ဒီမှာ group chat ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ကိုက group ဖွဲ့မဲ့သူရဲ့အကောင့်တွေကိုနှိပ်လိုက်ပါကိုကထည့်ခြင်းတဲ့သူကိုထည့်လို့ရပါတယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဖွဲ့ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်က chat ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ဒီနေရာမှာရသွားပြီပဲဖြစ်ပါတယ် group ဖွဲ့တဲ့နေရာပြီးသွားပြီဖြစ်ပါတယ်အဲ့တော့သူ့ကိုနာမည်ပေးမယ်ဆိုလို့ရှိရင်ဒီမှာခဲတံလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီနေရာမှာသူ့ကိုနာမည်ရိုက်ခဲလိုက်ပါခရုနာမည်ထည့်လို့လည်းရပါတယ်ကိုကြိုက်တဲ့နာမည်ကိုထည့်ပြီးတော့ဆိုလို့ရှိရင်တော့ဒီအောက်ကအပြာရောင်လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ group ဖွဲ့လို့ပြီးသွားပါပြီဒီနေ့တိုင်းပဲသွားလို့ကြည့်ပါအားလုံးပဲအဆင်ပြေ